American Idol ဒါမှမဟုတ်တခြား talent show audition တွေကိုကျွန်တော်တို့ကြည့်ဘူးကြမှာပါအဲ့ဒီမှာပြိုင်ပွဲဝင်တချို့ဟာအတန်လုံးဝမမှန်စီးဝါလုံးဝမကိုက်ပဲတချင်းစုံနေပေမဲ့သူတို့ရဲ့မျက်နှာပေါ်မှာတော့ငါနောက်ထပ်နိုင်ငံကျော်အဆိုတော်ပဲဆိုတဲ့ယုံကြည်မှုတွေအပြည့်ရှိနေတတ်ပါတယ်ဒိုင်တွေကမင်းတချင်းဆိုတာမကောင်းအရေးချင်းမရှိဘူးလို့ဝေဖန်လိုက်တဲ့အခါမှာသူတို့ကလုံးဝနားမလည်နိုင်အောင်ဖြစ်သွားကြပါတယ်ဒိုင်နေအမှုပညာကိုနားမလည်တာပါလို့တော့ဒေါသတကြီးပြန်ပြောတတ်ကြပါတယ်ဒါကသူတို့တမင်ဟန်ဆောင်နေတာမဟုတ်ပါဘူးအိမ်ကရေချိုးခန်းထဲမှာပဲဖြစ်ဖြစ်တငယ်ချင်းတွေကြားထဲမှာပဲဖြစ်ဖြစ်တချင်းစုံနေရင်သူတို့အရန်တော်တယ်လို့တကယ်ကိုရိုးရိုးသားသားယုံကြည်နေကြတာပါဒီလိုကြီးစရာကောင်းပေမဲ့စဉ်းစားစရာလည်းကောင်းတဲ့ဖြစ်ရပ်တွေကစိတ်ပညာရှင်တွေအတွက်မေးခွန်းတစ်ခုပေါ်လာပါတယ်ဘာကြောင့်အရေးချင်းအ ਨੇ ဆုံးသူတွေကကိုယ့်ကိုအတော်ဆုံးအတက်ဆုံးလို့ထင်နေကြသလဲဆိုတာပါပဲဒီမေးခွန်းရဲ့အဖြေကလူသားတွေရဲ့အုံနောက်နဲ့ပတ်သက်ပြီးစိတ်ပညာလောကရဲ့ကြီးမားတဲ့တွေ့ရှိချက်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါကတော့ Danny Kruger effect ပါပဲမင်္ဂလာပါ The Story Compass MM မှာပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာပါဝင်မဲ့အကြောင်းအရာတွေကတော့ပထမအချက်အနေနဲ့ Danny Kruger effect ဆိုတာဘာလဲသိပ္ပံပညာရှင်တွေကဘယ်လိုသက်သေပြခဲ့တယ်လဲဒုတိယတစ်ချက်အနေနဲ့အုံနောက်ကဘာကြောင့်ဒီလိုအကြီးအကျယ်လှည့်စားတတ်တာလဲတတိယတစ်ချက်ကတော့တကယ်လုပ်ငန်းခွင်နဲ့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ social media ပေါ်မှာဒါတွေကဘယ်လိုအသက်ဝင်နေလဲနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဒီထောင်ချောက်ကနေဘယ်လိုကိုယ့်ကိုယ်ကာကွယ်မလဲဆိုတာတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးမှာမိတ်ဆွေတို့ဟာကိုယ့်ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုမြင်တဲ့ပုံစံလုံးဝမတူတော့ဘူးလို့ကျွန်တော်အာမခံပါတယ်ကျွန်တော်တို့ပြန်သွားကြည့်ကြရအောင်ပါဘာမှမသိတဲ့သူတွေကဘာလို့ကိုယ့်ကိုယ်အရန်တော်တယ်လို့ထင်နေကြတာလဲဆိုတာကိုလေ့လာဖို့စိတ်ပညာရှင်တွေဖြစ်တဲ့ David Danny နဲ့ Justin Kruger တို့ကစမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ်သူတို့ကចောင်းသားတွေကိုဟာတညံတရားနဲ့ယုတ်တိဗေဒတွေမှာဘယ်လောက်ကျွမ်းကျင်တယ်လဲဆိုတာကိုစစ်ဆေးခဲ့ကြပါတယ်စမ်းသပ်မှုရဲ့ရလဒ်တွေအရအမှတ်အနည်းဆုံးတနည်းအားဖြင့်အញ្ញံဆုံးចောင်းသားတွေကသူတို့အတော်ဆုံးစည်ရင်းဝင်တယ်လို့အထင်ကြီးနေကြတာကိုတွေ့ရပါတယ်တကယ်တမ်းကျတော့သူတို့ရဲ့စွမ်းရည်ကအောက်ဆုံးအဆင့်မှာပဲရှိနေတာပါနောက်ပြီးပိုစိတ်ဝင်စားဖို့ကောင်းတာတကယ်အတော်ဆုံးအမှတ်အများဆုံးရတဲ့သူတွေကြတော့သူတို့ရဲ့စွမ်းရည်ကို short တွက်ပြီးထိတ်ဆုံးသားမရောက်ဘူးလို့ထင်ကြပါတယ်အဲ့ဒီတော့တကယ်တက်တဲ့သူတွေကလည်းသူဘယ်လောက်တက်မှန်းသူများထက်ဘယ်လောက်တာနေမှန်းသိလိမ့်မရှိဘူးဆိုတာပါပဲဒီသူတေသနာကိုအခြေခံပြီး Danny Kruger effect cap ဆိုတာပေါ်လာပါတယ် graph အနေနဲ့ဆွဲကြည့်မယ်ဆိုရင်တော့ဒီပုံပေါ့ဒီ X ဝင်ရိုးကကိုယ့်ရဲ့အရည်အချင်း competence ကိုကိုစားပြုပြီး Y ဝင်ရိုးကကိုယ့်ကိုယုံကြည်မှု confidence ကိုကိုစားပြုပါတယ်graph ကအဆင့်၄ဆင့်ကိုဖြတ်သွားပါတယ်ပထမအဆင့်ကတော့ Mount Stupid လို့ခေါ်တဲ့နေရာပါအသိပညာနည်းနည်းလေးပဲရှိနေပေမဲ့ယုံကြည်မှုအမြင့်ဆုံးကိုရောက်နေတဲ့အချိန်ဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ Valley of Despair ဆိုတဲ့စိတ်ပျက်စရာဂျိုင်းဝမ်းပါသိပညာနည်းနည်းတိုးလာတာနဲ့အမျှကိုဘလောက်တောင်မသိသေးဘူးလဲဆိုတာကိုသဘောပေါက်လာပြီးယုံကြည်မှုအကျဆုံးကိုပြုတ်ကျသွားတဲ့အချိန်ပေါ့တတိယအဆင့်ကတော့ Slope of Enlightenment လို့ခေါ်တဲ့တောင်ဆောင်ဖြစ်ပြီးအသိပညာတကယ်တိုးလာတာနဲ့အမျှယုံကြည်မှုတဖြည်းဖြည်းချင်းပြန်တက်လာတဲ့အချိန်ဖြစ်ပါတယ်နောက်ဆုံးစတုတ္ထအဆင့်ကတော့ Plateau of Sustainability လို့ခေါ်တဲ့တည်ငြိမ်တဲ့ကုန်းမြင့်မြင့်ပါတကယ်ကျွမ်းကျင်သူအဆင့်ကိုရောက်သွားပြီးကိုယ်စွမ်းရည်နဲ့ယုံကြည်မှုဟန်ချက်ညီသွားတဲ့အချိန်ဖြစ်ပါတယ်ဒီတော့ဘာကြောင့်လူတွေကအထက်ကလိုပြုတ်နေကြလဲဆိုတာကို Danny နဲ့ Kruger double cast လို့ခေါ်တဲ့နှစ်ဆကျိန်စာလို့ရှင်းပြသွားပါတယ်ကျွမ်းကျင်မှုမရှိတဲ့သူတွေကအမှားတွေလုပ်တယ်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုချတယ်ပြီးတော့ဒီလိုမှားနေတယ်ဆိုတာကိုလည်းသိနိုင်စွမ်းမရှိကြပါဘူးဥပမာပြောရရင်အင်္ဂလိပ်စာကို grammar မှန်အောင်ရေးဖို့လိုအပ်တဲ့စွမ်းရည်နဲ့ grammar တစ်ခုခုမှားနေသလားမှန်နေသလားခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်ကအတူတူပဲဖြစ်ပါတယ်ကိုယ်တိုင်မှန်အောင်မလုပ်တတ်တဲ့မလုပ်နိုင်တဲ့သူတွေကတခြားအရာတွေမှန်သလားမှားသလားဆိုတာကိုပါပိုင်းခြားသိမြင်နိုင်ဖို့တော်တော်ခက်သွားပါပြီဒါကြောင့်မို့အတန်မမှန်တဲ့အဆိုတော်ကသူကိုယ်တိုင်အတန်ကောင်းမကောင်းခွဲခြားနားထောင်နိုင်စွမ်းမရှိတဲ့အတွက်သူဘာတွေမှားနေလဲဆိုတာကိုပါမမြင်နိုင်တော့တာပါโอเคဒါဆိုရင်တကယ်ကျွမ်းကျင်တဲ့သူတွေကဘာကြောင့်ကိုယ့်ကိုယ်မယုံကြည်ပဲ short တွက်တတ်တာလဲသူတို့ကြတော့ကိုယ်စွမ်းရည်ကိုမသိတာမဟုတ်ပါဘူးတခြားသူတွေရဲ့စွမ်းရည်ကိုအထင်ကြီးလွန်းနေတာပါစိတ်ပညာမှာ false consensus effect လို့ခေါ်ပါတယ်ကိုကအရန်တော်နေတော့အလုပ်တစ်ခုကကိုယ့်အတွက်လွယ်ကူနေတယ်အဲ့ဒီအခါမှာငါအတွက်လွယ်ရင်တခြားသူအတွက်လည်းလွယ်မှာပဲလို့ယူဆလိုက်မိဒီလိုနဲ့အလွန်တော်တဲ့သူတွေကတခြားသူတွေနဲ့မတူပဲကိုကထူးချွန်နေတယ်ဆိုတာကိုမသိကြတော့ပါဒီတော့ဒီ theory နဲ့ကျွန်တော်တို့နဲ့ဘယ်လိုသက်ဆိုင်နေလဲဆိုတော့တကယ်လက်တွေ့ဘဝတွေကဥပမာတွေကိုကြည့်ကြရအောင်ပါပထမဥပမာအနေနဲ့ game ပြိုင်ပွဲဝင်ဒါမှမဟုတ်အပျော်ရမ်းကစားသမားတယောက်ဆိုပါစို့သူကတငယ်ချင်းတွေကြားမှာ chess ဖြစ်ဖြစ် mobile legend game ပဲဖြစ်ဖြစ်အမြဲတမ်းနိုင်နေတဲ့သူတယောက်လို့မြင်ကြည့်ပါ
သူကကိုအရန်တော်နေတယ်လို့ထင်ပြီး regional tournament အကြီးကိုတွားပြိုင်တဲ့အခါမှာပြက်သားသားနဲ့ကိုရှုံးသွားလေးရှိပါတယ်တကယ်တော့ तू ကအတော်ဆုံးဖြစ်နေတာမဟုတ်ပဲသူ့ပတ်ဝန်းကျင်ကလူတွေကသူ့လောက်မစော့တက်လို့သာ तू ကအတော်ဆုံးလို့ထင်နေခဲ့တာပါဒုတိယဥပမာကတော့ internet ပေါ်ကအခြေအတင်ပြောဆိုမှုတွေပါ social media ပေါ်မှာကျွန်တော်တို့ global warming ဒါမှမဟုတ်ဆေးပညာဒီလိုပညာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးဘွဲရပညာရှင်အစ်စ်တွေကတော်ရုံဝင်မငင်းကြပါဘူးဒါပေမဲ့စာအနှဲငယ်လောက်ပဲဖတ်ဖူးတဲ့သူတွေကအသေးလဲဝင်ငင်းလေးရှိကြပါတယ်ဘာလို့လဲဆိုတော့ဘာမှသိမသိတဲ့သူတွေကသိစရာတွေဒီလောက်ပဲရှိတယ်လို့ထင်နေလို့ပါပဲပညာရှင်တွေကတော့ဘာတွေထပ်သိဖို့လိုသေးလဲဆိုတာကိုမြင်နေရလို့တန်နေရတွေများနေတတ်ပါတယ်တတိယဥပမာကတော့လုပ်ငန်းခွင်တွေကဝန်ထမ်းအသစ်နဲ့အဟောင်းကိစ္စပါကုမ္ပဏီတွေကိုဝင်လာတာ3လလောက်ပဲရှိသေးတဲ့ဝန်ထမ်းအသစ်ကအစည်းအဝေးမှာကုမ္ပဏီရဲ့ strategy ကအကုန်မှားနေတယ်ကျွန်တော် idea အတိုင်းလုံးမရမယ်လို့အတန်ကြေဆုံးနဲ့ order ပါတယ်ဒါက mouse to bit အဆင့်ပါသူကကုမ္ပဏီရဲ့တမိုင်းကြောင်းဈေးကွက်အခြေအနေတွေကိုလုံလောက်မသိသေးလို့သူအကုန်သိပြီးထင်နေတာပါအစညင်မဲ့အနေနဲ့10နှစ်လောက်အတွေ့အကြုံရှိတဲ့ senior တယောက်က promotion ရတဲ့အခါမှာငါဒီနေရာနဲ့မတန်သေးပါဘူးပိုလေးလာဖို့လိုနေသေးတယ်လို့ပြောတတ်လို့ရှိပါတယ်ဒါကတော့ slope of enlightenment ကိုခံစားနေရတဲ့သဘောပါပဲကဲဒါဆိုလူတိုင်းအနည်းနဲ့အများခံစားရတဲ့ဒီ Danny Kruger effect ကနေကျွန်တော်တို့ကိုယ့်ကိုဘယ်လိုကာကွယ်ကြmလဲကိုရော mouse to bit ပေါ်ရောက်နေပြီလားဆိုတာကိုဘယ်လိုသိနိုင်မလဲပထမဆုံးအချက်အနေနဲ့ကတော့သင်ယူလေးလာခြင်းရပဲအဖြေဖြစ်ပါတယ် Kruger နဲ့ Danny တို့ရဲ့စတုတ္ထမြောက်စမ်းသပ်မှုမှာထူးဆန်းတဲ့အဖြေတစ်ခုထွက်လာပါတယ်မသိတဲ့သူတွေကိုသူတို့မသိသေးကြောင်းသိစေခြင်းလို့ရှိရင်သူတို့ကိုတက်မြောက်အောင်သင်ပေးလိုက်ပါတဲ့ရုပ်တိဗေဒစမ်းသပ်မှုမှာအောက်ဆုံးအဆင့်ရတဲ့သူတွေကို logic နဲ့ပတ်သက်ပြီး short training လေးတွေပေးလိုက်တဲ့အခါမှာတော့သူတို့အရင်ကဘလောက်တောင်မှားခဲ့လဲဆိုတော့ချက်ချင်းသဘောပေါက်သွားကြပါတယ်ဒါကြောင့်အမြဲတမ်းသင်ယူလေ့လာနေဖို့လိုအပ်ပါတယ်ပိုသိလာလေးကိုယ့်ရဲ့ယုံကြည်မှုကပိုပြီးအရှိတရားနဲ့နီးစပ်လာလေးပါပဲဒုတိယအချက်အနေနဲ့ကတော့ direct feedback တွေကိုရှာဖွေဖို့ပါကျွန်တော်တို့နေ့စဉ်ဘဝမှာတခြားသူတွေကကိုယ့်အစင်မပြေတဲ့မှတ်ချက်တွေပေးခဲ့ပါတယ်ဒါအပြင်လူတွေကအောင်မြင်ကိုယ့်ကြောင့်လို့တွေးပြီးတော့ကြာရှုံးရင်ကံမကောင်းလို့တခြားသူကြောင့်လို့အပြစ်လွှဲချတတ်ကြပါတယ်ဒါကြောင့်ကိုယ့်အမှန်အတိုင်းထောက်ပြရတဲ့မန်တာတယောက်ထားဖို့လိုအပ်ပါတယ်လုပ်ငန်းခွင်မှာဆိုရင်မန်နေဂျာစီကနေ direct feedback ကိုရဲရဲဝံ့ဝံ့တောင်းခံဖို့လည်းလိုပါတယ်တတိယအချက်အနေနဲ့ကတော့ domain တစ်ခုနဲ့တစ်ခုကိုမရောထွေးဖို့ပါပဲကျွမ်းကျင်မှုဆိုတာနယ်ပယ်တစ်ခုချင်းစီလိုက်ကွာခြားပါတယ်ကိုက engineering မှာ10နှစ်အတွေ့အကြုံရှိတဲ့ expert ဖြစ်နိုင်ပေမဲ့ finance လို့ခေါ်တဲ့ငွေကြေးစီမံမှုမှာတော့တုံညအနေပြန်စားရမယ်သူပါပဲတနေရာမှာတော်နေလို့နောက်တနေရာမှာလည်းအလိုလိုတော်နေမယ်လို့မယူဆသင့်ပါဘူးစတုန်းနဲ့နောက်ဆုံးအချက်ကတော့ beginner's mind လို့ခေါ်တဲ့စတင်လေ့လာတဲ့သူရဲ့စိတ်မျိုးကိုမွေးမြူဖို့ပါပဲကျွန်တော်တို့ကိုယ့်အယူအဆကိုမှန်တယ်လို့100%ယုံကြည်နေတဲ့အချိန်တိုင်းမှာခဏရပ်ပြီးကိုယ့်ကိုပြန်မေးဖို့ပါငါမားနေနိုင်တဲ့အကြောင်းရင်းတွေဘာတွေဖြစ်နိုင်မလဲပေါ့ဒီဗီဒီယိုအစပိုင်းမှာပြောခဲ့တဲ့ TV audition ကအဆိုတော်လေးရဲ့ဖြစ်ရပ်ကိုပြန်ကောက်ကရင်သူကတချင်းကိုမှားယွင်းစွာစုံနေပေမဲ့လည်းသူဘာကြောင့်ဒီလောက်ယုံကြည်နေခဲ့တာလဲဒိုင်းတွေဝေဖန်တာအောင်ဘာလို့လက်ပခံနိုင်ခဲ့တာလဲတကယ်ကတချင်းတစ်ပုတ်ကိုကောင်းကောင်းဆိုတတ်ဖို့ကိုယ်တိုင်ကတချင်းအကြောင်းမျိုးစေ့အကြောင်းသေချာနားလည်ဖို့လိုပါတယ်သူတို့မှအဲ့ဒီနားလည်နိုင်စွမ်းမရှိလို့သာကိုယ်အမားကိုမမြင်ပဲငါအတော်ဆုံးပဲလို့အထင်ရောက်နေကြတာပါကိုယ့်ရဲ့ယုံကြည်ချက်တွေကမှန်ကန်တယ်လို့100%ယုံကြည်နေချိန်တိုင်းမှာအဲ့ဒီယုံကြည်မှုကိုယ်တိုင်ကကိုယ်အမှန်တရားကိုမမြင်နိုင်အောင်ကွယ်ထားတဲ့အရာတွေဖြစ်နေနိုင်ပါတယ်ဒီတော့ဓာတ်တွေအားလုံးကိုပြန်ကြည့်ပြီးကျွန်တော်တို့ကိုယ်တိုင်ကဘယ်အချိန်ဒီမှာ mouse to bit ပေါ်ရောက်နေခဲ့ပြီးတော့ဘယ်အချိန်ဒီမှာ valley of despair ကိုကြော်ဖြတ်နေရတယ်ဆိုတော့ပုံမနားလည်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာနောက်ထပ်အကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုလည်းအချိန်နဲ့တပြေးညီသိရှိနိုင်မှု channel ကို subscribe လုပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်like တစ်ချက်ကလည်းကျွန်တော်တို့အတွက်တော့ခွန်အားတစ်ခုပါပဲဗီဒီယိုကြည့်ရှုပေးတဲ့မိတ်ဆွေတယောက်ချင်းစီကို The Story Compass MM မှာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ